အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်ဒီနေ့ဟွန်တိုင်းကန်2026မှာပထမဆုံးပွဲစဉ်ဖြစ်တဲ့ဒီမြန်မာနဲ့မလေးရှားနဲ့ကန်ရမယ်ပေါ့ဆိုတော့ကျွန်တော်ဒီနေ့ဘောလုံးဝင်သွားဖို့ကျွန်တော်ခုပြင်တယ်ဆိုတော့ဘယ်လိုကျွန်တော်ပြင်လဲပြီးကျွန်တော်ဘယ်ကင်မရာသုံးလဲဆိုတော့ကျွန်တော်ဒီပြပေးသွားမယ်ဆိုတော့ကျွန်တော်တို့တစ်ချက်လောက်ကြည့်အောင်โอเคဒီနေ့ဒါကျွန်တော်သုံးမဲ့ lens ပါဆိုတော့ဒီကောင်ကတော့ဒါ Tamron 80 200ဒီကောင်တော်တော်လေးမိုက်တယ်ကျွန်တော်ဒီကောင်သုံးမယ်ပြီးသွားပြီဆိုရင်ကျွန်တော်ရဲ့ beast ကြီးဖြစ်တဲ့โอเคSigma 66ရာဆိုကျွန်တော်ဒီကောင်သုံးမယ်body အနေနဲ့ကကျွန်တော်ဒီနေ့နှလုံးသုံးမယ်ဆိုတော့တစ်လုံးကဒီကောင် D900 ဒီကောင်ကကျွန်တော်support နဲ့ဒီ wildlife တဲ့တော်တော်လေးကိုမိုက်တယ်ဗျတော်တော်လေးကောင်းတယ်အဲ့အောင်သုံးမယ် and then ဒါလေးကတော့ကျွန်တော်ခုမှဒီအစတုန်းဒီကောင်ဒီ eyepiece attack လေးပြုတ်သွားတယ်ကျွန်တော်မသုံးပြဆိုတော့ဒီနေ့ကျွန်တော်ဒီကောင်ကိုပြန်သုံးမယ်Nikon Z6 ကျွန်တော်တော်တော်မိုက်တယ်ဆိုတော့ဒီကောင်ကျွန်တော်သုံးမယ် okay ပြီးသွားပြီဆိုရင်ကျွန်တော် battery လေးဆက်ရမယ် battery ကတော့ကျွန်တော်အားသွင်းပြီးသားဆိုတော့ကျွန်တော်ဒီမှာ battery အထက်မှာတစ်လုံးထည့်ထားတယ် battery 3လုံး okay and ပြီးသွားပြီဆိုရင်ကျွန်တော်ပုံနေပြင်ဖို့ iPad ထည့်ရပါမယ်အရင်ကတော့ကျွန်တော် MacBook သုံးတယ်ဗျဒါပေမဲ့ဒီနောက်ပိုင်းကျတော့ MacBook ကလေးရတာသိလားပြီးတော့တိတ် used to မဖြစ်လို့ကျွန်တော် used to မဖြစ်ဘူးဆိုတာထက်နည်းနည်းတည်ရတာခရီးခထများပြီးတော့မိုးလဲရွာတော့လေအဲကြောင့်ကျွန်တော်တိတ်မသုံးပြတော့ဒါတော့ကျွန်တော်ဒါ lens မိုးပါဆိုတော့ကျွန်တော်ဒီမှာမိုးရသည်ဆိုတော့ကျွန်တော်တော်တော်လေးလိုပါတယ်ဆိုတော့ကျွန်တော်တည်ရပါမယ် and then mono ဘောတော့အပြင်မှာဆိုတော့ကျွန်တော်ကက်တွေကတော့ကျွန်တော်ဟိုထဲမှာလည်းထည့်ထားပြီးပြီဆိုတော့ကျွန်တော်ဒီမှာ cat reader ထည့်ရပါမယ်ရနော် cat reader ကျွန်တော်ထည့်တယ်ပြီးတော့ဆိုရင်ဒီကြောပါဒီကောင် very good ပါဒီကောင်ကကျွန်တော်ပုံနေကင်မရာကနေပြီးတော့ကျွန်တော် lens sorry iPad ထဲကိုကျွန်တော်ဒါ direct transfer လုပ်လို့ရတယ်ကျွန်တော်လည်းမြင်ရတယ်ကျွန်တော် USB ကိုအနေနဲ့ဆိုတော့အဲ့ကောင်ကိုကြိုးရပါမယ်ပြီးရင်ဒါကတော့ကျွန်တော်ဒါလက်အစောပါဆိုနေပူမှာဆိုတော့ကျွန်တော်တစ်ကောင်နေလိုပါတယ်ဒါပေမဲ့ and then ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဒါတော့ media ပဲပါဆိုတော့ဒါကမနေ့ကကျွန်တော် training သွားရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာ bid ထုတ်ခဲ့ပြီးတော့ပါဆိုတော့ဒါက AFC Championship online ကန်2026သူတို့ media bid ထုတ်ပေးပါတယ်ဒါဖူလို့တော့ပါပြောပါမယ်ဒီကောင်တော့ကျွန်တော်ကွင်းထဲဝင်ရိုက်လို့ရတာပါပြီးသွားပြီဆိုရင်ကျွန်တော်ရဲ့ media cap ပါရလာမှာနော်ဒါကျွန်တော်တို့ဒါမနေ့ကကျွန်တော်ထုတ်ခဲ့ပြီ online ကန်နဲ့ကျိုးနေလား share ပါနော်ပြီးသွားပြီဆိုရင်ကျွန်တော်ခုံလိုပါတယ်အကြောင်းကွင်းနဲ့တောင်းရရင်သုံးလို့ခုံပါဆိုတော့ဒီကောင်လေးတော်တော်လေးကျွန်တော်တို့ useful ဖြစ်တယ်ဟို combat လည်းဖြစ်တယ်တဲရတာကျွန်တော်ပုံမှန်ခောက်ခုံနေတဲရတာအကြီးပဲဒီကောင်ကျတော့တေးသေးလေးနဲ့မိုက်တယ်ဗျာဆိုတော့ကျွန်တော်ဘောလုံးပွဲတောင်းရတဲ့လူတွေငှက်ရိုက်တဲ့လူတွေပါဆိုတော့ကျွန်တော်ဒီကောင်လေး try ကြည့်ဖို့ကျွန်တော် recommend ပေးပါတယ်တော်တော်လေးအသုံးဝင်ပါတယ် okay ပြီးရင်ကျွန်တော်မိုးကယူမယ်ဖက်နက်စီမယ်တွားမယ်ကျွန်တော်တို့တစ်ချက်လောက်လိုက်ကြည့်ပေးပါ